ဒီတစ်ခုကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ကလေးပေါ်လာတယ်အဲ့ဒီမှာစဉ်းစားလိုက်ငါမှမျက်စိရှိတယ်မြင်စရာအာယုန်တွေတွေ့တယ်ပြီးရင်မြင်သိစိတ်လေးဖြစ်လာတယ်ဖြတ်ပြီးစဉ်းစားကြည့်လိုက်မျက်စိကလည်းထာဝရမဟုတ်ဘူးပျက်စီးနေတဲ့အရာသာဖြစ်တယ်ရွှေရှားပြောင်းလဲနေတဲ့အရာအသက်ရွယ်ကြီးမှုံးလာရင်လေမျက်မှန်နေတက်နေရပြီဆိုတော့ဒါသူထာဝရရှိလို့မှမဟုတ်တာပြောင်းလာပြီလေမျက်စိကလည်းဒီလှုပ်ရှားရိမ့်ရိုင်မှုရှိတယ်မြင်စရာအဆင်းအာယုန်တွေကလည်းပြောင်းလဲနေတာတော့တာမန်အပြင်ကြည့်ပဲဆိုရင်ဒီနေရာကြီးရင်တော့ဆူးကြုံနေနဲ့တော်ကြီးအခုတော့အဆောက်အဦကြီးတွေနဲ့ဒါလည်းပြောင်းလဲတာပဲလေဒီနေရာမှာဆိုလို့ရှိရင်နွားစကြက်နွားတွေစိတ်တွေအဲ့လိုသဖြင့်ဆွဲစားပြီးနေပူကောင်ကြီးနဲ့လူသွားလို့မရတဲ့ကြောက်ကုန်းကြီးတွေအခုဆောက်အဦကြီးတွေဖြစ်နေကြီးကျယ်ပြောင်းလဲမှုပဲအကြီးကျယ်ပြောင်းလဲမှုသည်အသေးအဖွေးပြောင်းလဲမှုကစတာပဲเนาะအဲ့တော့တမန်အပြင်ကိုကြည့်လိုက်မြင်တဲ့မျက်စိကလည်းခိုင်မြဲမှုမရှိဘူးမျက်စိနဲ့ပေါ်လာတဲ့အရေးအယောင်ဆိုတဲ့မြင်စရာအာယုံကလည်းခိုင်မြဲမှုမရှိဘူးနှစ်ခုစလုံးသည်ပြောင်းလဲတတ်တဲ့သဘောရှိတယ်အဲ့ဒီပြောင်းလဲတတ်တဲ့သဘောရှိတဲ့မျက်စိနဲ့အဆင်းအာယုံကိုအကြောင်းပြုပြီးပေါ်လာတဲ့မြင်သိစိတ်လေးကဘယ်လိုလုပ်ပြီးခိုင်မာမှာတော့သိတတ်တဲ့အမိကမွေးလာတဲ့လူမှန်သမျှသိမှာပဲမျက်စိကလည်းပျက်စီးသွားတတ်တယ်အဆင်းအာယုန်တွေကလည်းပျက်စီးပြောင်းလဲတယ်အဲ့ဒီပျက်စီးပြောင်းလဲတတ်တဲ့အရာနှစ်ခုကနေပြီးဖန်တီးပေးလိုက်တဲ့မြင်သိစိတ်လေးဟာလည်းပဲပြောင်းလဲသွားမှာပဲပျက်စီးသွားမှာပဲအဲ့လိုလေးတွေးကြည့်လိုက်တမ္မာသင်္ကပ္ပလို့ခေါ်တယ်မတွေးရဘူးဆိုတဲ့စကားကိုလည်းမှတ်မထားနဲ့မြတ်စွာဘုရားကတမ္မာသင်္ကပ္ပဆိုတာအမှန်တွေးဖို့ပြောထားတာနော်ကမ္မထာထုတ်ရင်မတွေးနဲ့လို့မပြောနဲ့ပေါ့ခွဲပြောရမှာပေါ့မတွေးရမယ့်ဟာအိမ်မတွေးနဲ့ပေါ့အဖွားကြီးတွေဆိုမြည်မတွေးနဲ့ပေါ့ဖိုးကြီးတွေဆိုလည်းမြည်မတွေးနဲ့အိမ်မတွေးနဲ့သားသမီးမတွေးနဲ့ကျန်တာတွေမတွေးနဲ့လောဘနဲ့